အမကတော့ဒီနေ့စိုးသွားအရန်ကြိုက်သွားပြီတဲ့တနေ့ကုန်မပြတ်ဘူးတဲ့တနေ့ကုန်ခံနေလို့တဲ့ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်မမကြီးဒါဆိုလို့ရှင်လေဒီ account ပိုင်ရှင်လေးဆိုလို့ရှင်သူတို့ပတ်စံနဲ့သူတို့ဝယ်ပြီးတော့တုံးပြီးတော့ review လာပြီးရ review စစ်တယ်မိ star ကလာယူစိုးပြီးတော့လေဖြတ်ပြတဲ့ဟာတော့အောက်မှာဆိုတော့မဲ့နေအများကြီးပဲဘယ်နှခမ်းနေလဲပဲမှားတာလဲသူတို့ပဲဘလိုတွေစိုးနှခမ်းနေစိုးပြီးဘလိုတွေစားတောက်လဲတော့မသိဘူးဟုတ်နဲ့မလဲမဟုတ်တာရေမပြောပါနဲ့မပြတ်ပါဘူးနဲ့ဆိုတော့ဒီလိုမျိုးမဲ့လေးတွေအခုမှလက်လက်ဆက်ဆက်မိရှိရနေပြီးတော့နှခမ်းတွေကိုဝယ်စိုးပြီးတော့ review လာပေးတာသူတို့ကလည်းမကောင်းမဲနဲ့တော့ပတ်စံအကုန်ခံပြီးတော့ review တော့မပေးဘူးเนาะကျေးဇူးအများကြီးတင်ပါတယ်ဒီ map လေးတော့နှက်ခမ်းနေရကြတော့စိုးပြီးတော့နေတဲ့ထိုင်တက်ဖို့လည်းလိုသေးတယ်တနေ့ကုန်မပြတ်ဖို့ဆိုတာဒီနေတဲ့ထိုင်တက်ဖို့ဆိုတာဘယ်လိုမျိုးလဲဆိုတော့စားပြီးတဲ့အချိန်နှက်ခမ်းနေစိုးပြီးတဲ့အချိန်မှာကွာစီပါတဲ့အစားအစာကြီးစားပြီးရင်နှက်ခမ်းနဲ့အတကုံထိစီရနဲ့အတကုံထိပြီးွားလို့ရှင်တော့မပြတ်တဲ့နှက်ခမ်းနေရှိမလားပြီးတော့မေးရောက်တာကျတော့တစ်ချောင်းမှာ2000လေ2000နဲ့နှက်ခမ်းနေဆိုတော့2000နဲ့ quality ကတော့ကရတယ်ဒါပေမဲ့2000နဲ့ဆိုပေမဲ့အဲ့2000ထက်မကတဲ့ quality ကိုပြန်ပြီးတော့ရတာသုံးမှုတဲ့သူတိုင်းသိတယ်ဆိုတော့နှက်ခမ်းနေဆိုပြီးတဲ့အခါမှာလဲကိုကတက်ရလေးနေတတ်တယ်ဆိုလို့ရှင်ဒီလိုမျိုးလေးတနေကုန်ခံတယ်လေတချို့ကြတချို့ဆိုလို့ရှင်ကွာစီပါတဲ့အစားကြီးစားပြီးသွားလို့ရှင်အစားမတက်ရဘူးကွယ်နှက်ခမ်းအတင်းထိပြီးတော့စားရဆိုလို့ရှင်တော့ပြတ်မှာပဲအနည်းနဲ့များတော့ပြတ်မှာပဲဆိုတော့တမော်စေးမှာမဟုတ်တာနှက်ခမ်းနေတမော်စေးမဟုတ်တဲ့အတွက်ပြတ်မှာပဲနော်လေစိုးပြီးတော့လဲကိုကလှကျင်တယ်ဆိုလို့ရှင်တော့ကိုကတက်ရလေးနေတတ်တယ်ဆိုလို့ရှင်တော့တကယ်ကိုမပြတ်ပါအောင်ရှင်လုံးဝကိုဖြက်ကလည်းမလွယ်ဘူးဖြက်ကမလွယ်ဘူးမတိုက်ဆိုပေမဲ့တကယ်ကိုစိုးလို့ဆိုတာမှလုံးဝမသိတာရအောင်ပေါ့ပါတယ်မရှိမှနှက်ခမ်းနေလေးတွေက9ရောင်ရှိတယ်တစ်ချောင်းကို2000နဲ့ရောင်းတယ်9ချောင်းကနေစပြီးတော့လက်ကားစင်းနဲ့ရပါတယ်နှက်ခမ်းနေရဲ့ကာလာလေးဆိုလို့ရှင်လည်းအရန်လာတယ်တကယ်အပြင်ရောင်နဲ့ထက်ရောင်နဲ့လုံးဝကွက်တီတစ်ထက်သေးဒီမှာဒါဆိုလို့ရှိရင်ဘိုးကာလာအုတ်ကျိုးရောင်အရန်ရောင်းရတဲ့ကာလာသူကပပလေးဆိုးတယ်ဆိုလို့ရှိရင်အုတ်ကျိုးကိုလိမ်မော်ဖောက်ထူထူဆိုးတယ်ဆိုလို့ရှိရင်အုတ်ကျိုးညိုရောင်လေးဒီရောင်လေးလေအရန်လာတယ်အရန်ရောင်းရတဲ့ထဲမှာဒါရှေ့သုံးကပါတယ်သူကကြောက်လေလိမ်မော်အုတ်ကျိုးလိမ်မော်ဆိုအရန်အသားဆောင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ပြပေးဦးမှာဒါလေးကကျတော့ stone ကလာနီညိုလေးဒါလေးလည်းအယောင်အရန်တွက်တယ်အခုရအယောင်တွက်တဲ့အယောင်ဟာလေးဆိုလို့ရှိရင်ဘိုးကတော့အမြဲတမ်းရောင်းရတာပါအမြဲတမ်းမပါမဖြစ်ရောင်းရတယ်ဒါလေးကကျတော့နီညိုလေးပေါ့နော်ဒါလေးကကြက်သွေးနေလေးဒါလေးကကြက်သွေးနေနောက်တစ်ခုကကြတော့ဒါကကြတော့ rich color တထေးမ color လို့ခေါ်တဲ့ပန်းချိုချင်ရောင်လေးဒီရောင်လေးဆိုလို့ရှိရင်လည်းလူကြိုက်အရန်များတယ်ပန်းစင်ရောင်တောက်ကြီးမစိုးရဲတဲ့သူဆိုလို့ရှိရင်ဒီရောင်လေးဆိုပြီးအရန်လာတယ်ဒီမှာကြည့်ပြဒါဆိုလို့ရှိရင်ပန်းချိုချင်ရောင်အရန်အသားဆောင်တဲ့အရာဆိုတော့ဒီ3ရောင်လောလောဆယ်ပြပေးမယ်ပေါ့နော်ဆိုတော့အယောင်လေးပြလေးအရန်လာရဒါလေးဆိုလို့ရှိရင်အခုရတယ်မှာအရန်အယောင်တွက်နေတဲ့အယောင်လေးပြပေးထားဒါလေးကကျတော့ဘိုးကလာအုတ်ကျိုးရောင်အုတ်ကျိုးညိုရောင်အုတ်ကျိုးကိုလိမ်မော်ဖောက်အရန်အသားဆောင်တယ်ဒါလေးကကျတော့နီညိုရောင် stone color ဒါလေးကကျတော့ပန်းချိုချင်ရောင် rich color တထေးမ color လို့ခေါ်တယ်ပန်းချိုချင်ရောင်လေးပါရှင်မက်ပိုင်ရှင်လေးကိုကျေးဇူးအများကြီးတင်ပါတယ်ကွန်မန့်လေးအတွက်